ha, hi ga he, fu ga fu, no? He he, ho, ha he fu he ho, ha he hu he fu. Mami mumemo, ja, ju, yo. A ga ra, a ga ri, a ga ru, a ga re, a ga ro. Ra, ri, ru de ro, ra ri ru de ro. Wa, o, A, I, U, E, O, A, I, U, E, O. Kaki, kukeku, kaki, kukeku. Sa, shi, suceso, sa, shi, suceso. Da, chi, sudeto, da, chi, sudeto. Na, ni, nuneno, na, ni, nuneno. Ha, hi, fuheho, ha, hi, fuheho. Mami, mumemo. Ja, ju, yo. Rari, rudero. Wa, o, Teacher radio ye bilo ya. Mi vale? Radio ye bilo ya. Yare, no? Radio ye be amala, no? Ye be me. No? Nari. Mi diora ga, di ma bo, no? You ga, no? ဒီအတန်းလေးကိုရေးစေချင်တယ်နော်ဟုတ်တယ်နော်အဲ့ဒါကလေရအတန်နဲ့ထွက်တယ်သူကလေဒီလိုလေးလေရဒါမှမဟုတ် re အဲ့လိုအတန်မျိုးလေးနှစ်ခုထွက်တယ်နော်အဲ့လိုမျိုးအတန်ထွက်တယ်ရုရေခဏရေအာဤကရေအာဤကရေအာအိုကရော့ဒီလိုမျိုးအတန်ပေါ့နော်ရော့အဲ့လိုရအတန်လို့လာအတန်လို့ရှာလေးကိုအပေါ်ထိပြီးတော့လေအတန်နှစ်ခုတည်းကနေထွက်တာပေါ့နော်ဒီလေးဖောက်ပေးပေးမယ်နော်A I U E O A I U E O Kaki kukeko Sashi suceso Dachi sudeto Nani nuneno Mami mumemo Ja ju Rari rudero wa o A I U E O Kaki kukeko Sashi suceso Dachi sudeto Nani nuneno Ha hi fuheho Mami mumemo Ja ju yo Rari rudero wa o no ဒီမှာဆိုရင်a နော် k a ကဟာ s a ကစ t a ကတ n a ကန h a ကဟာ m a ကမအဲ့လိုစမ်းစစ်တော့ဘယ်လိုဖြစ်မလဲဆိုရင်အာကာစတနာအမယရဝအာ Satana Hamayara Satana Hamayara wa Aka Satana Hamayara wa Aka Satana Hamayara wa Aka Satana Hamayara wa ဒီစီရရနော် A I U E O အဲ့လိုမျိုးလေးပေါ့နော်ဒီလိုမျိုးလဲဆိုကြည့်နော်ဒီလို row လိုက်လဲဆိုကြည့် column လိုက်လဲဆိုကြည့်နော်နှစ်ခုနှစ်မျိုးကွက်ကိုဆိုကြည့်ပေါ့နော်အဲ့ပြီးလို့ရှင် E A I U E O Ha Hi Ku Ke Ku နော် A I U E O Kaki kukeko
sa shi su se su sa shi su se su da chi su de do da chi su de do na ni nu ne no na ni nu ne no ha hi fu e hu ha hi fu e hu fu me hu ja shu yo ra ri lu de ro ra ni lu de ro wa o ဟုတ်ပြီနော်ပြီးတော့စစ်စစ်တို့နော်ကိုဘယ်လိုရှင်းမလဲဘယ်ဘက်ကနေညာဘက်ကိုဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ပြီးတော့ word right ကလေးရှင်းမယ်ဘယ်ဘက်ကနေညာဘက်ကိုဆွဲမယ်အပေါ်ကနေအောက်ကိုရှင်းမယ်ပြီးတော့ဒီလိုမျိုးလေး word right ကလေးရှင်းမယ်ဘယ်ဘက်ကနေညာဘက်ကိုရှင်းမယ်အပေါ်ကနေအောက်ကိုရှင်းမယ်ပြီးတော့ဒီလို word right ကလေးရှင်းမယ်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ကြတော့တစ်ချက်နှစ်ချက်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 အပေါ်ကနေအောက်ကိုဆွဲတာနော်နောက်ပြပြီးတော့ဒီလိုမျိုးလေးဆွဲတယ်နောက်ပြဒီလိုလေးဆွဲတယ်နော်ကြတော့တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်အိုကပါလေအမီအိုကအမီတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ပြီနော်ဒါဆိုလို့ရှိရင်စစေးတစ်ချက်မေးမယ်နော်ဒီစကားလုံးလေးကဘာလေးလဲခဏဂျပန်လိုရေးပြမယ်နော်ဒီစကားလုံးလေးကဘာလေးလဲနော်ဟုတ်ပြီဒီဥစ္စာကနော်နော်ဒီစကားလုံးလေးကတစ်ခေါက်ပြန်မေးမယ်နော်ဒီစကားလုံးလေးကဒီမှာကဒီစကားလုံးကဒီစကားလုံးကဒီစကားလုံးကဟုတ်ပြီဒီစကားလုံးကရောဒီစကားလုံးလေးကဒီစကားလုံးက
ဟုတ်နော်ဟုတ်ပြီတစ်ခေါက်ထပ်မေးမယ်နော်ဒီဥစ္စာဒီစကလုံးက ဒါဒီစကလုံးက ဒီဟာကဒါကဒါက ခွဲရနေ10ခွဲထိ ဒီထိရတယ်နော်ဟုတ်ပြီဒါဆိုရင်မစလို့ဆက်သွားဒုက္ခလေးထည့်ရေးကြည့်မယ်နော်တစ်ချက်နှစ်ချက်သုံးချက်ခဟုတ်ပြီနော်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ခနော်ခကြတော့ခိတစ်ချက်သုံးချက်တချို့ကဒီလိုမျိုးရေးတယ်ပြီးတော့မှဒီလိုအဝိုက်ကလေးနော်အဲ့လိုမျိုးလဲရေးလို့ရတယ်လို့တစ်ချက်နှစ်ချက်ပြီးတော့မှသုံးချက်ဒီလိုမျိုးအပိတ်လဲရေးလို့ရတယ်နော်ဒီနေရာမှာအပိတ်မဟုတ်ဘဲနဲ့လဲရေးလို့ရတယ်ဒီနေရာမှာအပိတ်နဲ့လဲရေးလို့ရတယ်ကိုယ်စိတ်ကြိုက်ရေးပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ခိgreater than less than ပုံစံလေးအဲ့ဒါလေးကိုဗာလဲခုနော်ခုကဗာလဲကိုတစ်ချက်ခုကနော်ခဲနော်ကေးရပါလေခဲနော်ကေးကခဲတစ်ချက်နှစ်ချက်သုံးချက်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 ခဲဒီရှိရနော်အဲ့တော့ခုအိုကဗာလေခုနော်အင်္ဂလိပ်လို့ဆိုလို့ရှိရင်ဗာလေကိုလို့ပြောမှာနော်ကိုချွဲပြီးပြောလိုက်တော့ခုတစ်ချက်နှစ်ချက်ဒီဘက်ကိုအကောက်ကလေးတို့လေးခုနော်အဲ့တော့ဆန်းစီတို့ရေးကြည့်ကြမယ်နော်ခုနဲ့ပတ်သက်လို့တော့ဒါလေးကိုဖြောက်ကြလိုက်ဒီတိုင်းပဲရေးတော့နော်ဒီဟာလေးကဗာလေးလေတစ်ခေါက်လောက်ဒါလေးကဗာလေးလေဒီစကားလုံးလေးက Okay ဟုတ်ပြီနော်ဒီစကားလုံးလေးကဟုတ်ပြီနော်ဒီစကားလုံးလေးကဟုတ်တယ်ဒီစကားလုံးလေးက sorry နော်ဟုတ်ပြီနော်ခီတစ်ပင်ဒီစကားလုံးလေးကဘယ်လိုဖတ်မလဲခီခါ
တိခိုင် တပိစီ ထပ်မေးမယ်နော်ဒီစကားလုံးလေးက အခီ အခီ အခီနော်ဒီစကားလုံးလေးတစ်ခါထပ်ပေးမယ် တိခု ခိခု ဟုတ်ပြီထပ်မေးမယ်နော်ဒီစကားလုံးလေး ခု ခု လို့ထွက်မလဲဒီစကားလုံးလေး ခု ဥခိ ခီနော်ဒီစကားလုံးလေးရအောင်ဒီစကားလုံးလေးက ခု ဟုတ်တယ်ခုဒီစကားလုံးလေးကရောဒီစကားလုံးလေးကရောဒီစကားလုံးလေးကခုခုဒီစကားလုံးကဘာလဲခုခု ခု ခုခုဒီမှာလေနော်ဒီလိုခုခုနော်ဒါဆိုတစ်ခေါက်လောက်စမ်းစစ်ထက်ဖြတ်လိုက်မယ်ဒါလေးဖြတ်ပြီးတော့တစ်ခေါက်ထပ်မေးမယ်နော်ဒီစကားလုံးကိုဘယ်လိုတန်ထွက်မလဲ ခါအိ ဟုတ်ပြီနော်ဒီစကားလုံးကိုဘယ်လိုတန်ထွက်မလဲစကားလုံးကိုဘယ်လိုတန်ထွက်မလဲဒါလေးဘယ်လိုတန်ထွက်မလဲ မပေါ်သေးဘူးလေ မဟုတ်ဘူးဆန်ဆယ် ဟုတ်လားဒါဆိုခဏ ဟို လေး ကဒါနောက်ကြလို့ ဟုတ်လားဆို like โอเค ဒီလိုဆိုရင်စမ်းစစ်တစ်ခုထပ်လုပ်ကြည့်မယ်နော်ဒီ share ဒီလိုလုပ်ကြည့်မယ်စမ်းစစ်မျက်နှာအရင်ပိတ်လိုက်မယ်ဒီလားဟုတ်ပြီနော်အဲ့လိုမျိုးလေးပေါ့ line ထစ်ချင်ထစ်တယ်နော်ဟုတ်ပြီဒီလိုဆိုလို့ရှိရင်ခဏစမ်းစစ်တစ်ချက်ပြမယ်နော်ဒါလေးအကုန်ပြန်ဖြတ်လိုက်မယ်ဒါဆိုပေါ်တာနောက်ကျလို့ခလေးတွေဖြည့်တာနောက်ကျနေတာပေါ့နော်ဟုတ်ပြီဒီလိုမျိုးမြင်ရလားနောက်ကျလားကြားရလား